Arsenal Man City Aston Villa ဘယ်သူက Premier League Champion ဖြစ်မလဲဆိုတာအဆုံးဖြတ်ပေးမဲ့ပွဲစဉ်၅ခုအားလုံးမင်္ဂလာပါဘာပေါက် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနှစ် Premier League ကတော့တကယ်ကိုရင်ခုန်စရာအခြေအနေကိုရောက်ရှိလာပါပြီရာသီဝက်အထိတားမရစီးမရဒါနိုင်ပွဲတွေဇက်တိုက်ရရှိပြီးတော့ပုံစံကောင်းတွေပြသနေခဲ့တဲ့ Arsenal အသင်းကအခုနောက်ပိုင်းမှာတော့အနှဲငယ်ခြေချော်မှုတွေရှိလာတာကိုကျွန်တော်တို့တွေ့ရပါတယ်အထူးသဖြင့်ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညကဇယားအောက်ချီက Wolf အသင်းကို2ဂိုးအသာနဲ့ဦးဆောင်ပြီးနေကမှဒါထင်မှန်မထားတော့အောင်2ဂိုးပြန်ပေးရပြီးတော့တည်ကြခဲ့တာကအာတီတာရဲ့ Arsenal အသင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်သွားခဲ့ပါတယ်အခုဆိုရင် Arsenal ကဒုတိယနေရာက Man City ကို9မှတ်တတိယနေရာက Aston Villa ကို10မှတ်ဖြတ်ထားပေမဲ့ပြိုင်ဘက်တွေထက်ဒါတပွဲပိုကစားထားတာကိုသတိပြုရပါမယ်ရှေ့မှာဒါစောင့်ကြိုနေတဲ့ဒီ Premier League Champion ဘယ်သူဖြစ်မလဲဆိုတာအဆုံးဖြတ်ပေးနိုင်စွမ်းရှိတဲ့ Game Week ပွဲစဉ်၅ခုအကြောင်းကို Bro နဲ့အတူဒါသုံးသပ်တင်ဆက်ပေးသွားကြပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကို YouTube Facebook နဲ့ TikTok တွေမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ပွဲစဉ်တွေအကြောင်းမပြောခင် Arsenal ရဲ့လက်ရှိဒါတက်နေတဲ့ပြဿနာတွေကိုကျွန်တော်တို့နည်းနည်းလေးကြည့်ကြပါမယ် Wolf နဲ့ပွဲမှာ2ဂိုးအသာရပြီးသားကမှတေကျသွားတာကကစားသမားတွေရဲ့ဒါစိတ်ပိုင်းဆိုင်ရာအကြောင်းလားဒါမှမဟုတ်ပင်မနွမ်းနယ်မှုကြောင့်လားဆိုတာဒါစဉ်းစားစရာပါအာတီတာရဲ့အသင်းကပွဲအစပိုင်းမှာအရန်ကောင်းပေမဲ့ပွဲနောက်ဆုံးမိနစ်20မှာခန်းစစ်ကအာယုံစူးစိုက်မှုညှော်နေလာတာကို Wolf အသင်းနဲ့ပွဲစဉ်မှာကျွန်တော်မြင်တွေ့ခဲ့ရပါတယ်အထူးသဖြင့်ဆာလီဘာနဲ့ဂါဘရီယယ်တို့အတွဲကအရင်လိုကြောက်ဆောင်ကြီးတွေလိုမခိုင်မာတော့ဘဲနဲ့အမှားယွင်းတချို့ရှိလာပါတယ်ဒါက Man City လိုအမှားမခံတဲ့အသင်းမျိုးကအမိအယအသုံးချသွားမဲ့အချက်ပဲဖြစ်ပါတယ်ဒါပေမဲ့ Man City အနေနဲ့လည်းဒါ Arsenal ရှေ့ပိုင်းတွေမှာခြေချော်ခဲ့တဲ့ပွဲတွေလည်းရှိပါတယ်ဒီ Brentford နဲ့ပွဲတွေမှာဒါအမှတ်တွေဆုံးရှုံးခဲ့တယ်ဒါပေမဲ့ဒါ Man City အနေနဲ့လည်းဒီ Arsenal အမှတ်ဆုံးရှုံးလို့သူ့အနေနဲ့လည်းလိုက်ပြီးတော့အခွင့်ကောင်းယူနိုင်လားဆိုတော့လေသူ့အနေနဲ့လည်းအခွင့်ကောင်းမယူနိုင်ခဲ့ပါဘူးဒါကြောင့်လည်း Arsenal ကဇယားထိပ်မှာဆက်လက်ပြီးတော့ရပ်တည်နေနိုင်တာပါMan City အနေနဲ့လည်းမနက်ဖြန် Newcastle နဲ့တွေ့မဲ့ပွဲမှာအမှားမခံသင့်တော့ဘဲနဲ့ခွင့်ရေးတွေကိုကောင်းကောင်းအသုံးချသင့်ပါတယ်ပထမဆုံးအနေနဲ့ဒီတစ်ပတ်ပွဲစဉ်20ခုကအဆုံးဖြတ်ပေးမဲ့ပွဲစဉ်တစ်ခုထဲမှာပါဝင်နေပါတယ်ဖေဖော်ဝါရီ22ရက်နေ့မှာတော့ Arsenal အတွက်ဒါအကြီးမားဆုံးစမ်းသပ်ချက်ဖြစ်တဲ့မြောက်လန်ဒန်ဒါဘီလာပါပြီစပါးသင်းက Thomas Frank ကိုထုတ်ပယ်ပြီးတော့ဒါဂျူဗန်တက်ရဲ့နီးပြဟောင်း Igor Tudor ကိုဒါနီးပြတဲ့အဖြစ်ခန့်အပ်ထားပါတယ်တန်းစင်းဆောင်အနေနဲ့ရင်ဆိုင်နေရတဲ့စပါးကအင်ကွဲမှာအာဆင်နယ်ရဲ့ဖလားမျှော်လင့်ချက်ကိုရိုက်ချိုးဖို့အစွမ်းကုန်ကြိုးစားလာမှာပါတစ်ဖက်မှာလည်း Man City က Newcastle ကိုအိမ်ခွဲမှာအိတ်ခံရမှာဖြစ်ပြီးတော့ Villa ကတော့ Leeds United နဲ့ကစားရပါမယ်အာဆင်နယ်သာစပါးခွဲမှာအမှတ်ထပ်ရော့ခဲ့ရင် PR တွေကထိမ့်မနိုင်တိမ်များအထိဖြစ်လာနိုင်ပါတယ်နောက်ထပ်ပွဲစဉ်ကတော့ဒါပွဲစဉ်28ဖြစ်ပါတယ်မတ်လအစမှာ Arsenal က Chelsea နဲ့ထပ်မံရင်ဆိုင်ရအောင်ပါဒီရာသီမှာ Chelsea ကို2ကြိမ်နိုင်ထားဖို့ပဲမဲ့နီးပြ Liam Rosinia ရဲ့ Chelsea ကအခုနောက်ပိုင်းမှာတိုက်စစ်ပိုင်းပုံမအကောင်းလာပါတယ်နီးပြ Liam Rosinia ရောက်ရှိလာမှုနဲ့အတူကိုပါမာကလည်းဒဏ်ရာကနေပြန်လဲတက်တာလာတာကြောင့်ကိုပါမာအနေနဲ့ဒီကွင်းလယ်မှာပါဝင်လာတဲ့အချိန်ဆိုရင် Chelsea ရဲ့တိုက်စစ်ပိုင်းကအခွင့်အရေးတွေပိုရရှိလာတာကိုကျွန်တော်တို့အခုနောက်ပိုင်းပွဲစဉ်တွေမှာမြင်တွေ့ရပါတယ်အာဆင်နယ်ရဲ့ခံစစ်ကအခုတလုံးမှာမထင်မှတ်ထားတဲ့ပုံစံတွေနဲ့ရမှတ်တွေဆုံးရှုံးနေတာကြောင့်အာတီတာအတွက်တတိထားမဲ့ပွဲစဉ်တစ်ပွဲပါမန်စီးတီးကတော့ဒီပွဲစဉ်မှာ Leeds United ကိုအဝေးကွင်းမှာတွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးတော့ Villa ကတော့ Wolf နဲ့ဒါဘီပွဲစဉ်ကစားရမှာပါဒီပွဲစဉ်28ကလည်းဇယားထိပ်ပိုင်းအပြောင်းလဲအတွက်အလွန်အရေးကြီးပါတယ်ဒါကြားထဲမှာဖြတ်ပြီးတော့ Man City အကြောင်းပြောရမယ်ဆိုရင်သူတို့က Arsenal နဲ့ပြောင်းမြန်ပါဘာဖြစ်လို့လဲဆိုတော့ Man City ကရာသီကုန်ကန်နီးလေဖိအားများတဲ့အချိန်ရောက်လာလေသူတို့ကပို့ပြီးတော့ခြေစွမ်းတွေတင်ငိမ်လာလေဖြစ်ပါတယ်အာဆင်နယ်ကတော့အဲ့လိုပုံစံမဟုတ်ပါဘူးအာဆင်နယ်ကတော့ဘရိုတို့သိပြီးတဲ့အတိုင်းဒါရာသီကုန်ကန်ကြီးရောက်လာလေသူတို့အနေနဲ့ခြေချော်မှုတွေပုံမများပြားလာလေဖြစ်ပါတယ်အခု Newcastle နဲ့ပွဲမှာ Newcastle ကဒါခရီးဝေးကနေပြန်လာရလို့ပင်ပန်းနေတာကို Guardiola ကတေချာပေါက်အသုံးချပါလိမ့်မယ် Man City ကဒီရာသီမှာအတက်အကျရှိနေတယ်ဆိုပေမဲ့ကစားသမားတစ်တွေရောအသင်းမှာရှိပြီးသားဒါကစားသမားတွေနဲ့ရောပေါင်းလိုက်မယ်ဆိုရင်သူတို့ရဲ့အင်အားကကြောက်စရာကြီးပါအာဆင်နယ်ကို9မှတ်အကွာကနေလိုက်နေရတာကသူတို့အတွက်တော့ဘာမှမဟုတ်ပါဘူးတပွဲရော့ကစားထားတာကိုအနိုင်ရလိုက်မယ်ဆိုရင်2မှတ်ပဲကွာဟတော့မှဖြစ်လို့အာဆင်နယ်အတွက်
တပွဲမှာအမားခံလို့မရတော့တဲ့အခြေအနေကိုရောက်ရှိသွားမှာပါနောက်ထပ်ပွဲစဉ်ကတော့ဒါပွဲစဉ်နံပါတ်33ပါဒါကတော့တရားတီလုံးရဲ့အဆုံးဖြတ်ပွဲလို့ပြောလို့ရပါတယ်အာဆင်နယ်က Etihad ကွင်းကိုတွားရောက်ပြီး Man City နဲ့ရင်ဆိုင်ရပါမယ်အာဆင်နယ်က Etihad မှာရလတ်ပိုင်းအမြဲဆိုးရွားလေးရှိတာကြောင့်ဒီပွဲကအာတီတာအတွက်အိမ်မဆိုးဖြစ်လာမလားဒါမှမဟုတ်ဖလားကိုလက်တကမ်းအလိုရောက်ရှိအောင်စွမ်းဆောင်သွားနိုင်မလားဆိုတာစောင့်ကြည့်ရမယ့်ပွဲစဉ်မှာဒီအချိန်မှာဗီလာကတော့ဆန်နာလန်နဲ့ကစားရမှာဖြစ်ပြီးပြိုင်ဘက်နှစ်သင်းအမှတ်ချင်းဒါအားပြိုင်နေကြတဲ့အချိန်မှာအခွင့်ကောင်းယူဖို့ဗီလာအနေနဲ့ချောင်းနေမှာပါကျွန်တော်တို့ Aston Villa ကိုလည်း short တွက်လို့မရပါဘူး။ Unai Emery က Arsenal မှာတော့မအောင်မြင်ခဲ့ပေမဲ့ Villa မှာတော့သူ့ရဲ့နီးဗျူဟာတွေကဒါပါရမီရှင်တယောက်လိုကိုစွမ်းဆောင်ပြလာတာဖြစ်ပါတယ်။ Villa ကဒီယာဒီမှာအိမ်ကွင်းရလက်ကောင်းမွန်ပြီးလိနဲ့ပွဲမှာသူတို့အမှတ်ပြရဖို့များပါတယ်။တကယ်လို့ Arsenal နဲ့ Man City တို့သာအချင်းချင်းအမှတ်လူရင်းနဲ့ခြေချော်လဲခဲ့ရင် Villa ကမထင်မပဲဇယားထိတ်ကိုတက်လာနိုင်တဲ့အခွင့်အရေးအပြည့်အဝရှိနေပါတယ်။အထူးသဖြင့်နောက်ဆုံးပွဲစဉ်မှာ Man City နဲ့ကစားရမှာဖြစ်လို့ဖလားလက်မဲ့ဖြစ်နေတဲ့ Villa အတွက်ဒါကသမိုင်းသစ်ရေးထိုးနိုင်မလားဆိုတာကျွန်တော်ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ပွဲစဉ်နံပါတ်34ပါ။ Man City ပွဲပြီးတာနဲ့ Arsenal က Newcastle နဲ့ထပ်ကစားရမှာပါ။ Eddie Howe ရဲ့ဒါ Newcastle အသင်းက Arsenal ကိုအမြဲတမ်းဒုက္ခပေးလေးရှိတဲ့အသင်းတစ်သင်းဆိုတာကျွန်တော်တို့မေ့ထားလို့မရပါဘူး။တစ်ဖက်မှာတော့ Man City ကသူတို့ရဲ့စကြက်လို့ပြောလို့ရမယ့်တန်တက်အသင်းတန်းဆင်းဆောင်မှာရုန်းကန်နေရတဲ့ဘန်လီနဲ့ကစားရမှာပါ။ဂွာဒီယိုလာကဘန်လီကို16ပွဲမှာ18ပွဲအထိနိုင်ထားတဲ့မှတ်တမ်းကောင်းရှိပါတယ်။ဒါကဂွာဒီယိုလာအနေနဲ့ဘန်လီကိုငယ်နိုင်လို့တော့ပြောလို့ရပါတယ်။ဒါကြောင့် Man City ကတော့အမှတ်လျော့ဖို့ခဲရင်တဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီနေ့ပြောပြပေးမဲ့ပွဲစဉ်9ခုထဲမှာဒီပွဲစဉ်ကတော့နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ဒါကတော့ပွဲစဉ်နံပါတ်38ပါ။တကယ်လို့သာဖလားလူပွဲကနောက်ဆုံးပွဲစဉ်အထိကြာမြင့်သွားခဲ့ရင်တော့ Man City နဲ့ Aston Villa တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကဒါတော်တော်လေးကြည့်ကောင်းတဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ Arsenal ကတော့ Crystal Palace ရဲ့ကွင်းမှာသွားကစားရမှာပါ။ Man City ကတော့ဒီနောက်ဆုံးပွဲစဉ်နံပါတ်38မှာအမားနဲ့လေးရှိတဲ့အသင်းဖြစ်လို့ Arsenal အနေနဲ့သူတို့ရဲ့22နှစ်ကြာဆာလောင်မှုကိုအဆုံးသတ်နိုင်မလားဒါမှမဟုတ်စိတ်ပြတ်စရာနဲ့ဒုတိယနေရာကပဲအဆုံးသတ်သွားမလားဆိုတာကျွန်တော်တို့ရင်ခုန်သွားနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အမှတ်ချင်းတူနေပြီးတော့ဒါနောက်ဆုံးပွဲစဉ်အထိကျွန်တော်တို့ကြည်ကောင်းခဲ့တဲ့ဒါနှစ်ကိုမှတ်မိအောင်ပဲထင်ပါတယ်။ Man City အနေနဲ့အနိုင်ရရှိသွားခဲ့မှဆိုရင် Man City ကဒါချန်ပီယံဖြစ်မှာပါ။ Man U အသင်းကဒီ Man City အနေနဲ့အနည်းဆုံးတည်ကြခဲ့တယ်ဆိုရင်တော့ Man U အသင်းက Man City ကိုကြော်ဖြတ်ပြီးတော့ဒါချန်ပီယံဖြစ်သွားမှာပါ။ Man U အသင်းအနေနဲ့ပွဲပြီးလို့ဒါတစ်ဖက်မှာအနိုင်ရရှိနေပေမဲ့ဒါ Man City ကတည်ကြနေပြီးတော့တော်တော်လေးရုန်းကန်ရတဲ့အနေထားပါဒီပွဲစဉ်မှာ Man U အသင်းကဘယ်အသင်းနဲ့ရင်ဆိုင်ခဲ့ရလဲမမှတ်မိတော့ပေမဲ့ Man City ကတော့ Jupiler နဲ့ရင်ဆိုင်ခဲ့ရတာပါဒီချိန်မှာဒါနောက်ဆုံးမိနစ်မှာအကူရိုသွင်းယူခဲ့တဲ့ဂိုးကြောင့်ဒါ Man City ကအနိုင်ရရှိပြီးတော့ Man U ကိုကြော်ဖြတ်ပြီးချန်ပီယံဖြစ်ခဲ့ပါတယ်တော်တော်လေးရင်ခုန်စရာကောင်းပြီးတော့အမှတ်ရနေတဲ့ပွဲပါဒီလိုမျိုးရင်ခုန်မှုတွေကျွန်တော်တို့ထပ်ကြုံရမလားဆိုတာဒီနှစ်လဲကျွန်တော်စောင့်ကြည့်အောင်ပါညီကုန်းချော့ရမယ်ဆိုရင်တော့ Arsenal အတွက်ရှိလာမဲ့ Game Week 2ခုဒါစပါးနဲ့ Chelsea နဲ့တွဲဆုံရမဲ့ပွဲစဉ်တွေကဖလားရမရကို90%လောက်ဆုံးဖြတ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဒီနှစ်ပွဲမှာ6မှတ်အပြည့်မရဘူးဆိုရင်တော့ Man City ကကြော်တက်သွားဖို့လမ်းကြောင်းပွင့်သွားပါပြီ2026ခုနှစ်ရဲ့ Premier League Title Race ကလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်အတွင်းအရှိန်အဟုန်အပြင်းဆုံးနဲ့ဒါအကျိတ်နယ်အရှိဆုံးဖြစ်လာဖို့ရှိနေပါတယ်။ Bro အနေနဲ့ဘယ်လိုမြင်မိပါသလဲ။ Arsenal ကဒီ PR တွေကိုကြော်ဖြတ်ပြီးတော့ Premier League ဖလားကိုသိမ်းပိုက်နိုင်မှာမလား။ဒါမှမဟုတ် Man City ကပဲ Arsenal ကိုကြော်ဖြတ်ပြီးတော့ဖလားရယူသွားမလား။ Aston Villa ကပဲဒါမထင်မှတ်ထားတဲ့ Premier League ဘောလုံးရာသီတစ်ခုကိုဖန်တီးပြီးတော့သူတို့ချန်ပီယံဖြစ်သွားမလားဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦး။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်မံဆုံတွေ့နိုင်ဖို့ Like Follow Subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာ။